ဒါတော့ကျွန်တော်ရဲ့အဖြစ်ပြက်လေးကိုကျွန်တော်ပြောပြမယ်နော်ဒီချင်းချင်းချာတော်တော်ဟာသားလဲနိုင်ပါတယ်တော်တော်လေးကောင်းတယ်ဟိုကျွန်တော်ဒီပုံပို့လိုက်တယ်ကော်ဖီခွက်လေးကင်ပြီးတော့လက်တစ်ဖက်ကကင်ထားတယ်နောက်ကတောင်းတောင်းငေးကြည့်နေတဲ့ပုံလောက်ခိုင်းတော့သူတို့ကအဲ့လိုမျိုးပုံမဖန်တီးပေးနိုင်ဘူးတဲ့ဖန်တီးပေးလို့မရဘူးပေါ့အဲ့ကကျွန်တော်လည်းမရဘူးပုံပဲဖော်ပေးပါရအောင်ပဲဖော်ပေးပါကျွန်တော်ပြောရတယ်အမှသူထည့်ပေးလိုက်တယ်ကော်ဖီခွက်နဲ့ကောင်းစွန်းနဲ့ကိုပြောတဲ့အတိုင်းပါပဲမှန်ပါတယ်မှန်တယ်ဒါပေမဲ့ကော်ဖီတွေကအငွေ့ရအားများနေတယ်ကျွန်တော်အဲ့ဒါကော်ဖီအငွေ့ထွက်တာများတာဗောလို့နည်းနည်းပြန်လျှော့ပေးလို့ပြောလိုက်တော့သူပို့လာကော်ဖီခွက်ပါပျောက်သွားတယ်အဲ့ဒါကိုကျွန်တော်နောက်ထပ်တစ်ခါတဆင့်တက်ပြီးတော့ပြောလိုက်တယ်ကော်ဖီခွက်ကဘယ်ရောက်သွားတာလဲလို့ကော်ဖီအငွေ့ပဲဖြောက်ခိုင်းတာကိုဆိုနောက်တစ်ဆင့်လက်ပါဖြောက်ပလိုက်တယ်ဗျာအဲ့ဒါဂျမနိုင်